အီရန်စစ်စင်ရေးကနေပြန်ဆုတ်ခင်ကြောင်းသမ္မတထရန့်ကပြောပြီးသဘောတူညီမှုရမရစစ်ကနောက်2ပတ်3ပတ်အတွင်းပြီးမယ်လို့လည်းဆိုပါတယ်။ဟော်မုစ်ရေလက်ကြားကိုမထိန်နိုင်ပေမဲ့အမေရိကန်ရဲ့စစ်ရေးရည်မှန်းချက်တွေထမြောက်တယ်လို့သူကပြောပါတယ်။ Brent ရေနံစိမ်းဈေးကဒီမနက်တစ်စီးကိုဒေါ်လာ100အောက်ကျဆင်းသွားခဲ့ပါတယ်။အမေရိကန်နဲ့ဆိတ်ဆက်နေတာမရှိသလိုဆွေးနွေးဖို့လည်းအကြောင်းမရှိဘူးဆိုပြီးအီရန်နိုင်ငံခြားရေးဝန်ကြီးကထပ်မံညင်းဆိုခဲ့ပါတယ်။တခါအီရန်စစ်ပွဲပြီးချင်းဟော်မုစ်ရေလက်ကြားပြန်ဖွင့်ဖို့35နိုင်ငံပါတဲ့စီဝေးကိုဒီတစ်ပတ်ထဲမှာလက်ခံကျင်းပမယ်လို့ပြည်ထောင်ကပြောပါတယ်။ရေကြောင်းတော်လာမှုလွတ်လပ်ခွင့်ကိုပြန်လဲဖော်ဆောင်ဖို့နဲ့ပိတ်မိနေတဲ့သင်္ဘောတွေလုံခြုံရေးအာမခံဖို့အတွက်နှီးပေါင်းစုံစဉ်းစားကြမယ်ဆိုပြီးပြည်ထောင်ဝန်ကြီးချုပ်ခီယက်စတမာကဆိုပါတယ်။ရေလက်ကြားကနေစွမ်းအင်တင်ပို့မှုတွေကိုအီရန်ကပိတ်ဆို့ထားလို့စွမ်းအင်ဈေးတွေထိုးတက်ခဲ့ပါတယ်။ကမ္ဘာစီးပွားရေးကိုအီရန်ချုပ်ကင်ထားတာကိုမချေဖျက်ဖဲသမ္မတထရန့်ကစစ်ကိုဆုံးသက်နိုင်တယ်ဆိုပြီးတော့စိုးရိမ်နေကြပါတယ်။လက်ဘနွန်တောင်ပိုင်းကိုအစ္စရေးတိုက်ခိုက်ရာမှာအင်ဒိုနီးရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သား3ယောက်သေဆုံးမှုကိုစုံစမ်းစစ်ဆေးဖို့အင်ဒိုနီးရှားအစိုးရကကုလသမဂ္ဂကိုတောင်းဆိုလိုက်ပါတယ်။လုံခြုံရေးကောင်စီရေးပေါ်စည်းဝေးမှာအင်ဒိုနီးရှားရဲ့ကုလသမဂ္ဂကိုယ်စားလှယ်ကတောင်းဆိုလိုက်တာပါ။လက်ဘနွန်တောင်ပိုင်းကတိုက်ပွဲ2ပွဲမှာဒီတပ်သားတွေသေဆုံးခဲ့တာဖြစ်ပါတယ်။တနင်္လာနေ့ကငြိမ်းချမ်းရေးတပ်သား2ယောက်လိုက်ပါလာတဲ့ရင်ပေါက်ကွဲပြီးသေဆုံးတယ်လို့ကုလသမဂ္ဂကပြောပါတယ်။ဒီနေရာမှာပါဖောက်ခွဲရေးပစ္စည်းမှမထားသလိုတပ်တွေလည်းချမထားကြောင်းအစ္စရေးစစ်တပ်ကညင်းဆိုပါတယ်။မလေးရှားကို electronic စွန့်ပစ်ပစ္စည်းတွေတင်ပို့တာကိုလုံးဝပိတ်ပင်ဖို့မလေးအကောက်ခွန်ရရှိတွေကစတင်နေပါပြီ။အန်ဒီရရှိတဲ့စွန့်ပစ်ပစ္စည်းတွေနိုင်ငံထဲဝင်တာကိုထိန်းချုပ်ဖို့နဲ့ပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့လုပ်ရကြောင်းမလေးအကောက်ခွန်ညွှန်ချုပ်ကပြောပါတယ်။ဒီလိုစွန့်ပစ်ပစ္စည်းတွေကိုတန်သန်းချီပြီးကဘာနှစ်စဉ်စွန့်ပစ်လေရှိပါတယ်။ဒီ electronic အမှိုက်တွေကနေပြီးတော့အပြင်းစားသတ္ထုပလတ်စတစ်နဲ့တခြားအဆိပ်တောက်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေယိုစိမ့်နိုင်ပါတယ်။လက်ရှိပိတ်ပင်မှုကညံဖြန်းလို့အမေရိကန်ကနေမလေးရှားကို electronic စွန့်ပစ်ပစ္စည်းလို့ယူဆရတဲ့ကုန်သစ်တာ9500ကျော်ဒီ2နှစ်အတွင်းရောက်ရှိခဲ့ပါတယ်။ကမ္ဘာလူဦးရေအများဆုံးအိန္ဒိယနိုင်ငံမှာတော့လူသန်း1400ကျောင်းပိုသိရဖို့သကောင်စရင်စကောက်နေပါတယ်။ဝန်ထမ်း3သန်းပြီးတော့တစ်နှစ်ကြာကောက်မဲ့သကောင်စရင်ဖြစ်ပါတယ်။အခုဖြေရမယ့်မေကွန်33ခုထဲမှာတော့ကွန်ကရစ်မိုးအိမ်နဲ့နေသလားတက်ကယ်မိုးနဲ့နေသလားအင်တာနက်ရှိသလားစတဲ့မေကွန်တွေပါရှိပါတယ်။အိန္ဒိယမှာအရင်မိုးနေစေဖြစ်တဲ့ရှေးဟောင်းဇက်စနစ်နဲ့ဆိုင်တဲ့မေကွန်တွေကိုလည်းနောက်တစ်ဆက်မှမေးမယ်လို့သိရပါတယ်။မြန်မာသတင်းထဲမှာတော့အေလက်အောက်ကတန်တွဲနိုင်ငံပလီကိုစစ်တပ်ကတိုက်လေရင်နဲ့သာမကစစ်သင်းမောတွေနဲ့ပါဒီကနေ့နေ့လယ်ပိုင်းကပြစ်ခတ်နေတယ်လို့မြေပြင်ခြေနေသိရှိသူတွေကပြောပါတယ်။ထိန်းထားတာ2နှစ်နီးပါးရှိလာတဲ့တန်တွဲနိုင်ငံပလီမှာအရက်သားတွေပြန်နေတဲ့ချိန်မှာစစ်တပ်ကတိုက်ခိုက်လာတာလို့ရခိုင်ခြေစိုက်သတင်းသမားတွေကဖော်ပြပါတယ်။တခါမကွေးတိုင်းပေါက်နဲ့မြိုင်အဆက်ကရင်းနှီးမြေတွေကိုခံကွဲဖို့ဆွေးနွေးရင်းမပြေလည်ရကနေ NUG တပ်ရင်းတွေဝင်လာလို့ဒေသခံဖွဲ့စည်းတွေနဲ့တင်းမာနေတယ်လို့ခြေနေသိရှိသူတွေကပြောပါတယ်။ပေါက်မြို့နယ်မြောက်ပိုင်းမှာတော်လှန်ရေးတပ်ချင်းဒီလိုတင်းမာနေတဲ့ချိန်တောင်ပိုင်းမှာတော့စစ်တပ်နဲ့ပြူစောထီပူးပေါင်းအင်အားရာချီပြီးစစ်ကြောင်းထိုးလို့ရွာ14ရွာကဒေသခံတွေတိမ်းရှောင်နေကြပါတယ်။ဆီယနာသိမ်းမှုကိုစန့်ကျင်လို့ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ဘကတကျောင်းသားဟောင်းကိုချမ်းစ်ကိုလင်းထက်နိုင်ဒီကနေ့ထောင်ကလွတ်လာပြီလို့ဇနီးဖြစ်သူမဖြိုးဖြိုးအောင်က BBC ကိုတည်ပြုပါတယ်။အင်းစိန်ထောင်တွင်းမှာကိုချမ်းစ်တရားရင်ဆိုင်နေရတဲ့ချိန်2022အောက်တိုဘာကထောင်ဝင်စာပို့တဲ့နေရာမှာပောက်ကွဲမှုဖြစ်လို့သူ့မိခင်သေဆုံးခဲ့ပါတယ်။ Apple နည်းပညာကုမ္ပဏီကြီးကနေ့250ပြည့်သွားပါပြီ။1986ဧပြီတရက်မှာကုမ္ပဏီထူထောင်ပြီး Apple 1ကွန်ပျူတာကိုလည်းအဲ့ဒီနှစ်ဇူလိုင်မှာစရောင်းတာဖြစ်ပါတယ်။ Apple ရဲ့အောင်မြင်မှုနောက်က2ဦးကတော့စွန့်ဦးတီထွင်သူ Steve Jobs နဲ့ရှေးဆောင်အင်ဂျင်နီယာ Steve Wozniak တို့ဖြစ်ကြပါတယ်။သောတာရှင်များခင်ဗျာ
ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာရေးကြီးတဲ့ကရင်ပြည်နယ်ကော့ကရိတ်နဲ့မြဝတီကိုဆက်သွယ်တဲ့အာရှလမ်းမကြီးကိုမနေ့ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။နှစ်နီးပါးပိတ်ထားခဲ့တဲ့ဒီလမ်းမကြီးပြန်ဖွင့်မဲ့ပေါ်ကုန်သည်ရဲ့သဘောထားကဘယ်လိုရှိသလဲကိုရင်မောင်ပြောပြပေးပါမယ်။ဖန်ကော့ကရိတ်မြဝတီအာရှလမ်းမကြီးဟာဒေါ်နန်ကိုဖြတ်တန်းဖောက်လုပ်ထားတာပါ။သူတပြင်းထိုင်းဘက်ကကုန်သည်တွေကိုမြဝတီကနေတဆင့်ဒီလမ်းမကြီးကိုသုံးပြီးတော့ရန်ကုန်ကိုတင်သွင်းနေရတာဖြစ်ပြီးတော့ကုန်စည်အပြန်လှန်သွားလာစစ်စစ်နေတဲ့ရေးပါတဲ့လမ်းမကြီးဖြစ်ပါတယ်ဒီလမ်းပိတ်ချိန်ကစကတည်းကထိုင်းဘက်ကနေတပိုင်းတိုင်းကုန်သွယ်ရေးသာရှိခဲ့တာကြောင့်ပြည်တွင်းစုကမှာထိုင်းကုန်စည်ပစ္စည်းတွေပြတ်လတ်နေတာပါတခြားလမ်းကြောင်းဖြစ်တဲ့ကော့တောင်းကျွန်တော်ဘက်ကရေချောင်းနဲ့ကုန်စည်တင်သွင်းကိုတာချီလိဘက်ကနေကုန်စည်တင်သွင်းကိုခွင့်ပြုထားပေမဲ့အချိန်ကြာတာနဲ့ကုန်ကျစရိတ်ပိုများတာကြောင့်ညှို့မှန်းထားသလောက်လုံးမဖြစ်ဘူးလို့ကုန်သည်တွေကပြောပါတယ်အခုတော့အာရှလမ်းမကြီးပြန်ဖွင့်တော့မှာဖြစ်လို့တွင်းကုန်လိုင်စင်လျှောက်ထားဖို့ပြင်ဆင်နေတဲ့ဆိုတဲ့အကြောင်းမြောက်ရီမြို့ကန်ကုန်သည်မန်းနန်းပြတာကဖွင့်နေဆိုတာတရားဝင်ကြီးတွင်းကုန်ထုတ်ကုန်အပြည့်လုပ်လို့ရအောင်မယ်တော့မထင်ဘူးပါဆိုတော့တရားကြီးဖွင့်ပြီးမှကားလို့ရမှာအခုလောလောဆယ်ကိုကုမ္ပဏီသူကုမ္ပဏီအကုန်လုံးတွေပြင်သားဆင်ထားလို့ရပြီလေအာရှလိုင်းဖွင့်ထားတဲ့ဆိုတော့ဝန်တာစရာတဝက်ကတော့ရပြီပေါ့ဒါလို့ဆိုတော့အိတ်ထားတာကြာပြီလေအာရှလမ်းမကြီးပြန်ဖွင့်မှာဖြစ်ပေမဲ့မြောက်ရီနဲ့မဲဆောက်ကိုဆက်သွယ်ထားတဲ့အမှတ်2ချစ်ကြည်ရေးတရားကိုတော့ဒီနေ့ထိပြန်မဖွင့်သေးဘူးလို့မြို့ကန်တွေကပြောပါတယ်ဒါအပြင်အဲ့လမ်းမမှာရှိတဲ့လက်နက်ကင်ဖွဲ့တွေကိုထိုင်းဘက်ကဆွေးနွေးမှုရှိခဲ့သလားဆိုတာကိုတော့တီးခြားအတိမပြုနိုင်သေးပါဘူးမြန်မာအစိုးရရဲ့စီးနေရ2021ခုနှစ်မတိုင်ခင်ကထိုင်းမြန်မာနိုင်ငံကုန်သွယ်မှုဟာနှစ်စဉ်ဖြန့်မြအမေရိကန်ဒေါ်လာ9ဘီလီယံကနေ 9.5 ဘီလီယံဝန်းကျင်ထိရှိခဲ့တယ်လို့စီးပွားရေးသူတီကပြောပါတယ်ပိတ်ထားခဲ့ရတဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုစစ်တပ်ဘက်ကပြန်ဖွင့်နိုင်မှုစက်တိုက်ကြိုးစားလာတာကဘာကြောင့်ပါလဲဒီပေါ်စီးပွားရေးသူတီဥအောင်ပြောတာကဒီဟာကသူတို့ရဲ့ဂယ်ပေါက်လိုဖြစ်တယ်နောက်တစ်ခုကဒီလမ်းကြောင်းတွေမရှိရင်သူတို့ရဲ့စားပေါက်တွေဒါအချိန်တော်တော်ကြာလာတဲ့ခါကျတော့ဘတ်ဂျက်ထိရပေါ့နောက်တစ်ဖက်မှာကျတော့ဒီပြည်တွင်းမှာကုန်ပစ္စည်းပြတ်လတ်မှုတွေဖြစ်လာတဲ့ခါကျတော့ပြည်ပနိုင်ငံတွေကနေတရားဝင်သွင်းမယ်ဆိုလို့ရှိရင်ဒေါ်လာတွေသူတို့အစိုးရကိုယ်တိုင်ကရှာရမယ်ဖွေရမယ်ပြီးရင်သွင်းကုန်လုပ်ငန်းရှင်တွေကိုပေးရမယ်အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကဒီလိုတရားမဝင်လမ်းကြောင်းကိုဖွင့်ပေးလိုက်တဲ့အတွက်ကုန်သည်တွေကကိုယ့်အကူငွေရှာကိုယ့်အကူပဲတရားမဝင်သွင်းဒါဆိုလို့ရှိရင်ပြည်တွင်းမှာရှိတဲ့ကုန်စည်နှုန်းထိုက်လျောက်ရော့နိုင်တယ်ဆိုတဲ့စဉ်းစားချက်မျိုးလဲဒါဖြစ်နိုင်ပါလက်ရှိချိန်မှာမကြာခဏစစ်တပ်နဲ့ဒေါ်လာရေးဖွဲ့တွေကြားတိုက်ပွဲတွေရှိနေတာကြောင့်အာရှလမ်းမကြီးကအရင်လိုပြန်လဲလက်ပတ်နိုင်မလားဆိုတာကိုစောင့်ကြည့်အောင်မှဖြစ်တယ်လို့စီးရေးနဲ့နိုင်ငံရေးလေ့လာသူတွေကပြောကြပါတယ်တော်ရရှိမြခင်ဗျာဒီနေ့တိုင်းတရချောင်းမြို့နယ်တဝဲပိတ်ကားလမ်းပေါ်ကအရေးကြီးတဲ့ဝင်းဝတရားကိုစစ်တပ်ကပြန်ထိန်းချုပ်ပြီးတဲ့နောက်ပိတ်ထားတဲ့လမ်းပိုင်းကိုပြန်ဖွင့်နိုင်ပြီလို့မနေ့ကထုတ်ပြန်ပါတယ်တဝဲပိတ်ကားလမ်းပေါ်ကတခြားနေရာတွေကိုရောစစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ပြီလားဒီကြောင်းကိုမောင်တင်ဆက်ပေးပါမယ်ဝါဒရာကိုကရင်မျိုးသားစီယုံ KNU တပ်မဟာလေးနဲ့ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေရက်40ကျော်ထိန်းချုပ်ထားခဲ့တာပါဝင်းဝဒရာစခန်းဟာတရချောင်းမြို့နီစင်ကူးရွာကနေပလောက်မြို့နီစင်ထိုးကြီးရွာအထိတခုလည်းကြံခဲ့တဲ့စစ်တပ်စခန်းလို့မြေပြင်ချင်းနေတီးသူတွေကပြောပါတယ်မနေ့ကလည်းဝင်းဝစခန်းဝင်းကျင်နဲ့ဝဲတဲ့တိန်ကုန်းကျေးရွာတွေကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲခဲ့တယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်အခုတော့အဲ့နေရာအကုန်လုံးကိုသိမ်းယူပြီးတဲ့နောက်ခရီးသွားလာရေးနဲ့ကုန်စည်ပို့ဆောင်ရေးပုံမှန်အတိုင်းဆောင်ရွက်နိုင်အောင်လမ်းကိုပြန်ဖွင့်လိုက်တာလို့စစ်တပ်ကပြောထားပါတယ်အရင်ကအဲ့ဒီနေရာနာကဒေသခံတော်လှန်ရေးတပ်တွေရဲ့6ချောင်းဂိတ်ဟာကုန်ကားတွေကိုသိမ်းတဲ့ချီကောက်ခံမှုရှိတယ်လို့လည်းကုန်ကားပိုင်ရှင်တွေကပြောပါတယ်တဝယ်ကနေဘေးအထိလမ်းတစ်လျှောက်ကုန်ကိုရင်တွဲကားတစ်စီးကိုဂိတ်ကြီး15သိန်းကနေသိန်း20လောက်အထိကုန်ကြတယ်လို့ကုန်ကားပိုင်ရှင်တူကပြောပါတယ်2023နောက်ပိုင်းဆိုရင်ပို့ချိုးသွားတော့အခု26ဆိုတော့နည်းနည်းတော့ကြော်ပြီပေါ့အဲ့ထိချုပ်ထားရဆိုပြီးกว่าကြီးမဟုတ်ဘူးဒီကခုနချက်လာလိုက်တယ်တောင်းချင်တာတောင်းတယ်ပြန်ဝင်သွားတယ်ထိရောက်ပြီးတစ်ဖက်ကိုတိုက်တာလည်းမတွေ့ရအောင်ပလာမှာကျွန်တော်တို့ချက်သက်ထိုင်ရှိတယ်ဘာတိတ်တောင်းသားမှာ4မိုင်လောက်ဝေသွားတာနဲ့ဒီ PDA ဂိတ်ရှိတယ်အရာတော့တယောက်အမြင်နဲ့ဆိုနီးနီးလေးပဲလေတော့တိုက်ကြပါလားဘာလို့ပြည်သူဒုက္ခပေးနေတာလဲတိုက်ဘူးဒီတိုင်းပဲထိုက်တောင်းနေတာ2023ကတည်းက KNU တပ်မဟာလေးနဲ့ပူးပေါင်းတပ်တွေ80%လောက်အထိထိန်းချုပ်ထားတဲ့တဝယ်ဘိတ်ကားလန်တစ်ခုလုံးကိုစစ်တပ်ဘက်ကအပြည့်အဝပြန်ယူနိုင်တဲ့အခြေအနေမရှိသေးဘူးလို့စီရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ဝင်းဝသရာကျော်မင်းတပ်ရွာလောက်ကစပြီးဘိတ်အထိကိုဒေသကာကွယ်ရေးအဖွဲ့တွေကအပိုင်းလိုက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့မြေပြင်အခြေအနေသိရှိသူတို့ကပြောပါတယ်။ဒီမင်းတပ်ကနေကျင်ထိုးလောက်ထိဒီပိုင်းမှာကျွန်တော်တို့ဒေသကာကွယ်ရေးအဖွဲ့တွေအကြီးကြီးဖြစ်ကြတယ်ပေါ့ဗျာ။ကျန်တဲ့အပိုင်းတွေကတော့ဒီပလောက်နဲ့ဘလောလမ်းပိုင်းတစ်ခုလုံးမှာလည်းဒေသကာကွယ်ရေးအဖွဲ့တွေကထိန်းထားပါတယ်။ဒီလမ်းတောက်လျှောက်မှာဒေသကာကွယ်ရေးအဖွဲ့တွေကသူ့ပိုင်းနဲ့တူတောင်းပြီးထိန်းချုပ်ထားတယ်ဆိုတော့တော်တော်များများလွယ်မှာမဟုတ်သေးလို့ထင်တယ်ခင်ဗျ။ဒါပေမဲ့အဲ့ဒီလမ်းပိုင်းမှာကြံနေတဲ့ဒေသကာကွယ်ရေးအဖွဲ့ချုပ်ကလည်းအခုလမ်းပိုင်းကိုပြန်သွားခွင့်ပေးထားတယ်လို့မြေပြင်အခြေအနေသိသူတွေကပြောပါတယ်။
တရချောင်းမဲဆန္ဒနဲ့တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကတော့ရေလမ်းကိုသုံးရမယ်ဆိုရင်အချိန်ကြာတာကြောင့်ဒီလမ်းပိုင်းဟာတနင်္သာရီတိုင်းထဲမှာကုန်သွယ်ရေးရရေးပါနေတာလို့ပြောပါတယ်ဒီလမ်းကြောကနေဒေတာတွင်းအတွက်ကွန်းသီးလိုကုန်တွေကိုမြန်မာပြည်အထက်ပိုင်းကိုတင်ပို့ပြီးအထက်ပိုင်းကနေငြုတ်သီးကျက်သွန်လိုကုန်တွေတည်ယူရလမ်းကြောင်းဖြစ်တယ်လို့ဒေတာကန်တွေကပြောပါတယ်ခင်ဗျာတော်ရရှိမြခင်ဗျာမြန်မာပြည်မှာ73စီနဲ့တက်မီဩဇာခက်ခဲကြောင်းမိုးသီးနှံစိုက်ပျိုးရေးအတွက်စိုးရိမ်နေကြပါတယ်ဒီခက်ခဲတွေကြောင့်မြန်မာစားနပ်ရိက္ခာဖူလုံမှုပိုဆိုးလာနိုင်တယ်လို့ WFP ကခန့်မှန်းပါတယ်ဒီကြောင်းမတ်သူစာလင်းကပြောပြပေးမှာပါမြန်မာမှာနှစ်စဉ်ဓာတ်မြေဩဇာလိုအပ်ချက်ကတန်ချိန်1 သန်းခွဲကနေ2 သန်းကြားမှာရှိနေပြီး1 သန်းကျော်ကိုပြည်ပကနေတင်သွင်းနေရတယ်လို့စိုက်ပျိုးရေးပညာရှင်တွေကပြောပါတယ်အများစုကထိုင်းနဲ့တရုတ်နိုင်ငံတွေကတင်သွင်းနေရတာဖြစ်ပြီးအင်ဒိုနီးရှားနဲ့အရှေ့လယ်ပိုင်းမှာရှိတဲ့အိုမန်နိုင်ငံကလည်းဝယ်ယူနေရတယ်လို့လည်းဆိုပါတယ်အစိုးရစည်းတွေရမနစ်ကတော့တန်ချိန် 1.1 သန်းတင်သွင်းနိုင်ခဲ့ပြီးအခုနှစ်မှာတော့တန်ချိန် 1.6 သန်းအထိတင်သွင်းဖို့ရထားတယ်လို့လည်းသိရပါတယ်ဒါပေမဲ့လက်ရှိအီရန်စစ်ပွဲကြောင့်ဓာတ်မြေဩဇာတည်ဖို့73စီအခက်ခဲနဲ့ဈေးနှုန်းကြီးမြင့်သွားတဲ့အခက်ခဲကိုပါမြန်မာကတောင်သူတွေရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်ဒီလိုဆိုစိုက်ပျိုးရေးကဏ္ဍအတွက်ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်ပါသလဲမြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာရဲ့မူဝါဒရေးရာသုတေသီကိုမောင်လွမ်းဝေပြောတာကရိုက်ခတ်မှုကတမန်အရှုံးပေါ်ယုံလောက်ပဲမဟုတ်ဘဲနဲ့စိုက်ပျိုးကဏ္ဍတစ်ခုလုံးရိုင်နဲ့သွားလောက်ထိကြီးမားတယ်လို့ကျွန်တော်အနေနဲ့ဆိုချင်တောင်သူတွေကစီးပွားဖြစ်စိုက်ပျိုးနေရနေမိမိတို့စားဝတ်နေရေးဖူလုံယုံပဲစိုက်ပျိုးလာရင်ဒါဒုက္ခရောက်နိုင်ခြေရှိတယ်။သူတစ်ပြင်းတော့ပြည်တွင်းဈေးကွက်ထဲကိုဒီသီးနှံတွေဝင်ရောက်မှုတိကျစာရော့သွားမယ်။ကုန်ဈေးနှုန်းတွေဒီထက်မကအဆမတန်မြင့်တက်လာမယ်။အဆိုးဆုံးကတော့နိုင်ငံတော်ဝန်လုံးမှာကျွန်တော်တို့စားနပ်ခံမလုံခြုံမှုပြဿနာပုံမှုဆိုးရွားလာပြီးတော့မှငတ်မုတ်ခေါင်းပါမှုတွေခံရနိုင်တယ်။ပြည်တွင်းစစ်ကြောင့်ပဋိပက္ခဒေသတွေမှာစိုက်ပျိုးရေးကိုအပြည့်အဝမစိုက်ပျိုးနိုင်ကြပါဘူး။ဒါအပြင်စစ်မှုထမ်းဥပဒေကြောင့်လူငယ်များစုပြည်ပထွက်ပြီးအလုပ်လုပ်ကြတာကြောင့်လုပ်သားရှားပါတဲ့ပြဿနာကိုပါတောင်သူတွေရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာမိုးသီးနှံစိုက်ပျိုးဖို့ပြင်ဆင်နေတဲ့တောင်သူတွေဟာမြေဩဇာနဲ့သွေးရသူစရိတ်တွေကအရင်နှစ်တွေကထက်2 ဆလောက်ပိုကုန်မဲ့အရေးနဲ့ပါရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဒီကြားထဲမှာစပားပေါ်ချိန်ဈေးကောင်းမရလို့အရှုံးမှာပေါ်နေရတယ်လို့ဒလားမြို့နယ်မှာရှိတဲ့တောင်သူတူဦးကပြောပါတယ်။စီရလည်းဝယ်လို့မရလူသမားလည်းငားလို့မရဒီလေရှိကြောက်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားနေကြတာပေါ့လေ။နွားလည်းမရှိတော့ဘူးနွားတွေကလည်းဆက်ကိုအားကိုပြီးတော့နွားကိုဖြုတ်လိုက်တော့သူဆက်ကစီရေးကြီးလာတော့လေသမားတွေဘယ်လိုမှလုပ်လို့မရဘူးဖြစ်နေတယ်။အဲဒီစပားထွက်လာပြန်တော့လေစပားကြီးကမကောင်းအဲဒီဒီနေ့ကတော့ပို့ပြီးတော့ဆုံးမှာပေါ့73စီရောမြေဩဇာရောအခက်ခဲကြောင့်မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာလက်ရှိထက်ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်းကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကဆိုထားပါတယ်စိုက်ပျိုးရေးကဏ္ဍကျွမ်းကျင်သူတွေကတော့သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့စိုက်ပျိုးရေးကဏ္ဍကိုအရေးကြီးကိစ္စအဖြစ်သတ်မှတ်ပြီးအခုလာမဲ့စိုက်ပျိုးရာသီမတိုင်ခင်ကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်းအကြံပြုထားပါတယ်ရှင်။